ဖဏနဲ့တက်တာတော့အကုသိုလ်ရဲ့လို့တော့ဖြစ်နိုင်ဖို့ကသူစိတ်နဲ့ပဲဆိုင်ပါတယ်ဖရာရိုးရိုးတွေးကြည့်ရင်အကာရဝလောက်ပါပဲဟိုအနာတရေပါစိတ်တိယံနဲ့လဲမဆိုင်တော့ပါဘူးဖရာတဲ့အနာတရေပါစိတ်တိယံနဲ့မဆိုင်တော့ဘူးလို့ပြောရအောင်စီဒီအပေါ်ဖဏနဲ့တက်တာကိုအဘတ်တင်ပါတယ်လို့ဦးစင်းကပြောမိလို့လားအဘတ်ကယဟန်နဲ့ပဲဆိုင်တာလေလူနဲ့မှမဆိုင်တာတိတိချာချာပြန်ပြီးလေ့လာကြည့်ပါဦးဦးစင်းပြောတာကစီဒီအပေါ်ကိုဖဏနဲ့တက်ခြင်းဟာအကုသိုလ်လည်းဖြစ်တယ်လို့နောက်လာနောက်သားတွေလည်းပဲအတူယူမှားနိုင်တာကြောင့်သာသနာကွယ်နိုင်တယ်လို့ပြောတာနော်တမင်ညဖလားတုတ်အထာကထာမှာဗိမိသာရမင်းကြီးခြေဘဝကိုဓာတ်နဲ့အခွဲခံရခြင်းဟာဘဝတစ်ခုမှာတုန်းကစီဒီရင်ပြင်တော်ပေါ်မှာဖဏက်စည်း၍တန်ဃာတော်တွေထိုင်ဖို့ခင်းထားသည့်တင်ဖြူးဖြာပေါ်မှာခြေပေတွေနဲ့နင်းမိတာကြောင့်ခြေဘဝကိုဓာတ်နဲ့ခွဲခံရခြင်းဖြစ်တယ်လို့ဆိုထားတယ်ဖျားအပေါ်ကိုဖဏက်နဲ့တက်တာဟာတမင်ညအဆင့်လောက်ပဲသဘောထားတယ်ဆိုရင်ဗိမိသာရမင်းကြီးဟာဘာဖြစ်လို့ဆိုးဝါးတဲ့အပြစ်ကိုခံရတာတော့နော်ဖျားအပေါ်ဖဏက်နဲ့တက်တာကိုတာမန်အဆင့်လောက်ပဲသဘောထားတယ်ဆိုရင်ဖျားအပေါ်ကိုတော့ဖဏက်နဲ့မတက်ခိုင်းပါနဲ့တက္ကတော်ရဲ့ပုံကိုချပြီးတော့ဖဏက်နဲ့သာနင်းခိုင်းပါနော်ဒါပဲပြောချင်ပါတယ်ကြားမှာပါစေ